ဝတ်ကြွေးတဲ့လက်ပတ်ပြီးတော့ဖြစ်လာတာတစ်ချိန်တုန်းကကိုလှုပ်ခဲ့တာကိုယ်တိုင်လှုပ်ခဲ့တဲ့လှုပ်ရက်တွေကပြန်ပြီးတော့ reaction လို့ခေါ်တဲ့တုံ့ပြန်လာချက်လေးတွေကရှိလာဒါသဘာဝတရားရဲ့တုံ့ပြန်မှုလို့ပြောတာเนาะအဲ့ဒီတုံ့ပြန်မှုလေးတွေကဖျားပဲဖြစ်စေယဟန္တာပုဂ္ဂိုလ်တွေပဲဖြစ်စေမြေစုတဏ္ဍာပဲဖြစ်ဖြစ်ခန္ဓမာဝကြေးတွေကအကြောင်းညင်ညွတ်လာလို့ရှိရင်တုံ့ပြန်လာတတ်သေးတယ်တဲ့အဲ့ဒီဝဟာကိုလှုပ်ခဲ့တာဖြစ်သည့်အတွက်ကြောင့်ကိုကပြန်ပြီးပေးဆရလို့ကျွေးနဲ့အလားတရံတူလို့ကံကြမ္မာဝကျွေးလို့ပြောတာကျွေးဆိုတာမဆက်ဖဲနေလို့မရဘူးဆက်ရတယ်နော်ကျွေးဆိုတာဒီနေ့တစ်ချိန်ဆက်ရတယ်အဲ့ဒါကြောင့်လို့ဒီကံကြမ္မာဝကျွေးတွေကလည်းပဲပေးဆက်ကြရတယ်လို့အကယ်၍မပေးဆက်ရသေးလို့ရှိရင်ဒီကံရဲ့အရှိန်အဟုန်ကသူကကုန်ပြီးတော့မသွားသေးဘူးပေါ့ကိလေသာကုန်သွားရင်ကတော့သူကဘဝအကျိုးပေးเสียမရှိတော့သည့်အတွက်ကြောင့်အကျိုးတော့မပေးနိုင်တော့ဘဝတစ်ခုကိုအကျိုးမပေးနိုင်ဘူးသို့တော့ကံကိလေသာရဲ့အကျိုးဆက်ဖြစ်တဲ့ခန္ဓာကြီးရှိနေသေးရင်ကတော့ပေးဆက်ကြရသေးတယ်လို့ဒီလိုပြောတာနော်ကဲဘုန်းကြီးတို့ဘဝလည်းကိုယ့်ကိုယ်ပြန်ဆက်ပြီးတော့ချိပေါ့အသက်30အရွယ်ရှိတဲ့ပုဂ္ဂိုလ်ကလည်းဒီ30အတွင်းမှာဘာတွေဖြစ်ခဲ့တယ်လဲ40 50 60 80ရှိတဲ့ပုဂ္ဂိုလ်ကလည်းပဲကိုယ်ဒီဘဝတွေအတွင်းမှာဘာတွေဖြစ်ခဲ့တယ်လဲပြန်ပြီးတော့ချိမဖြစ်ချင်တာတွေဖြစ်လာလို့ရှိရင်ကံကြမ္မာဝကျွေးနဲ့သက်ဆိုင်မှုရှိမရှိအတော်အသင့်ခံမှန်းလို့ရမယ်ပေါ့နော်မှန်ပါဗျာအဲ့ဒီမှာအခုပြောချင်တာကတော့ဘုရားမြတ်စွာဟာဖျားဖြစ်သူရောက်လို့ကိလေသာတွေကုန်ပြီမဲ့လို့အတိတ်ဘဝကကံကြမ္မာဝကျွေးတွေကိုပြန်လီပေးဆက်နေရသေးတယ်တဲ့ဆိုလိုတာကအတိတ်ကံရဲ့လှုံ့ဆော်မှုလေးတွေဟာမြတ်စွာဘုရားမှာကံရဲ့အကျိုးဖြစ်တဲ့ခန္ဓာကြီးရှိနေသေးလို့ပြန်ပြီးတော့ပေါ်လာတတ်သေးတယ်လို့ဒီလိုပြောတာနော်အဲ့ဒါကိုပုပ္ပကမ္မပိလောတိကဗုဒ္ဓပါရဏဆိုပြီးတော့ပါရဏထဲမှာမှတ်တမ်းတင်ထားတယ်ဘုရားရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ချိကြရအောင်အလုံးသိတဲ့အတိုင်းမြတ်စွာဘုရားရဲ့ဘဝဆိုတာပါရမီ10ပါးအပြား30ဖြစ်ချစ်ပြီးတော့ဘုရားဖြစ်လို့ရောက်လာတယ်နဲတဲ့ကုသိုလ်တွေမဟုတ်ဘူးကုသိုလ်ကောင်းမှုတွေကအမတန်မှများတယ်အဲ့ဒါလို့များတဲ့ကုသိုလ်ကောင်းမှုတွေကိုစီးပူးအထောက်လို့ဘုရားဖြစ်လာတာတောင်မှပဲဟောဒီခန္ဓာကြီးရှိနေတဲ့အခါမှာတစ်ချိန်တစ်ခါမှားခဲ့တဲ့အကုသိုလ်ကံကဝင်ရောက်ပြီးတော့နှောက်ယှက်တာလေးတွေရှိနေသေးတယ်တဲ့ဟုတ်ကလားမှန်ပါဗျာဝင်ပြီးတော့အခွင့်ရရင်အခွင့်ရတယ်လို့သူကဘာဖြစ်လို့အခွင့်ရနေတယ်လဲဆိုလို့ရှိရင်ကံရဲ့အကျိုးဆက်ဖြစ်တဲ့ခန္ဓာကြီးရှိနေလို့အခွင့်ရတာဒီခန္ဓာကြီးမရှိရင်တော့သူခွင့်မရနိုင်တော့ဘူးအဲ့တော့ခန္ဓာကြီးရှိနေလို့အခွင့်ရတဲ့အခါမှာဝင်ပြီးတော့နှောက်ယှက်သေးတယ်ဝိကျွေး